ထိုင်းနိုင်ငံအတွင်းပြစ်မှုကျူးလွန်ထားတဲ့နိုင်ငံခြားသားတွေကိုအမြန်ဆုံးနေရပြန်ပို့မဲ့နှီးဥပဒေကြမ်းကိုအစိုးရဖွဲ့ကဇူလိုင်လ14ရက်နေ့မှာအတည်ပြုလိုက်ပါတယ်။ပြီးခဲ့တဲ့ဇော်လာကထိုင်းနိုင်ငံထဲဖမ်းဆီးခံရတဲ့နိုင်ငံခြားသားတွေကိုချစ်ချင်းနေရပြန်ပို့နိုင်မဲ့နှီးဥပဒေကိုပြင်ဆင်ရေးဆွဲဖို့ထိုင်းဝန်ကြီးချုပ်အနုထင်ချန်ဝီကူကအညွှန်ကြားခဲ့ပြီးနောက်နှီးဥပဒေကြမ်းကိုအစိုးရအဖွဲ့ကအတည်ပြုလိုက်တာပါ။ထိုင်းနိုင်ငံအတွင်းသတ်မှတ်ထားတဲ့ပြစ်မှု6မျိုးထဲကတစ်မျိုးမျိုးကိုကျူးလွန်ခဲ့တဲ့နိုင်ငံခြားသားတွေကိုနေရပြန်ပို့ရေးလုပ်ငန်းစဉ်အမြဲဆုံးလှုံ့ဆော်မှာဖြစ်တယ်လို့အစိုးရပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။ပြစ်မှု6မျိုးထဲမှာတရားမဝင်ဝင်ရောက်လာမှုတရားမဝင်အလုပ်လုပ်ကိုင်မှုတရားမဝင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုစာရွက်စာတမ်းအတူပြုလုပ်မှု၃နှစ်နဲ့အထက်အထောင်ကျနိုင်တဲ့ပြစ်မှုနဲ့ပြစ်မှုတွေကိုအားပေးအားမြောက်လှုံ့ဆော်မှုတွေပါဝင်ပါတယ်။အခုနှီးဥပဒေကျမ်းဟာထိုင်းနိုင်ငံထဲပြစ်မှုကျူးလွန်တဲ့နိုင်ငံခြားသားတွေကိုနေရပြန်ပို့ဖို့ပုံများအောင်လုပ်တာဖြစ်တယ်လို့ဆိုပါတယ်။တကယ်လို့ပြစ်မှုကျူးလွန်သူရဲ့နိုင်ငံကိုအတိမပြုနိုင်ရင်ထိုင်းနိုင်ငံထဲမဝင်ခင်အနောက်ဆုံးနေခဲ့တဲ့နိုင်ငံကိုပြန်ပို့မှာဖြစ်တယ်လို့သိရပါတယ်။ပြစ်မှုကျူးလွန်သူတွေကိုနေရပြန်ပို့ချိန်တသမန်လမ်းကြောင်းကရှောက်ထားလိုက်ရင်တရားရနိုင်ငံဒါမှမဟုတ်နိုင်ငံတကာအဖွဲ့အစည်းတွေစီလဲပြောင်းပေးမှဖြစ်ပြီးလက်ခံမဲ့နိုင်ငံအဖွဲ့အစည်းကကုန်ကျစရိတ်ကိုတာဝန်ယူရမယ်လို့လည်းဖော်ပြထားပါတယ်။